အနက်ဇိုးရီကိုကြိုတင်ကာဝယ်ထားနိုင်အောင်နဲ့ဘယ်လိုလုပ်ပါမလဲစင်ချိုင်းစားသားရည်ရလဲဖြူဝင်းချုံးဝင်နေတယ်လို့လွယ်ပါတယ်မကြာခဏဂျိုင်းဝင်းလုပ်ခြင်းကထင်ထားတာထက်လက်ဆိုင်စွာပျက်စီးစေပါတယ် Nivea Extra Whitening Roll အတင်မှာဗီတာမင် C မျိုးနဲ့အသားရည်အတွက်အဟာရဓာတ်တွေပါဝင်လို့အရည်ရအတွင်းပိုင်းထိထိုးဖောက်ပြနေကအသားရည်လေးကိုမွေးပြန့်ချုံးမှုဖြူလူဝင်ပါစေပါတယ်ဘလောက်ပဲနီးကပ်နေပြီယုံကြည်မှုပြည့်နေတော့ Nivea Extra Whitening Roll အတင်စိုက်ပေး950ကျပ်အလန်းဆောင်ဝမဲ့တီတော့တီတူပဲတို့တွေ့တာပေါ့တို့ရဲ့အချိုက်တီတူအမြဲဝတ်ချင်တယ် Hey show me that what like to do Tana be can they do All the time made the time to later you don't want for shop to do Don't shut angel lady do Make sure angel lady do Like a light door, all of them, a man can like that to do. ပါလေမိမတော်တော်ပိုင်နေပါလား ဟာပိုင်မပိုင်တော့မသိဘူးကွာဟမ်မိမလေးဆိုတာနဲ့ဟုတ်ကဲ့အဲ့လိုဖြစ်နေတာအဲ့လိုချမ်းနေတာprofessional ဆန်နဲ့ဟာမကျွမ်းကျင်လို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်။ရှက်ဖေကိုသွားမှာမလို့လေဟမ်။ငါစိတ်တွေအရင်အညောင်းမိနေပြီ။ငါအပြင်သွားမှရတော့မယ်။မသွားလို့မရတော့ဘူး။အဲ့မစ်စင်တော့ကိုကလေကိုယောက်ျားအတွက်အကုန်လုံးလိုက်ပြီးဖားထေးပြရတယ်လို့အမလေးကိုယောက်ျားခုံတက်အောင်လို့လေကိုကပဲလိုက်ပြီးပြောပြရနော်။ဟဲ့ငါရောက်မချောလားဟမ်။ခုံရွရွတာပဲချောတာပေါ့။ချင်းဟာလားလက်ထက်ကကျွန်တော်မိန်းမရကောင်ဖွဲနေစပွဲပဲကိုကလေစစောက်လိမ်မျိုး KTV ကိုသွားတယ်အမွေစိတ်တော့ဘယ်ရမလဲစစောက်လည်း KTV ချို့လက်ကားပြီးတော့စောက်ဆိုင်ခေါ်လိုက်တာပေါ့ဖေးမိန်းမစကားလေကွာစမိမဘယ်ဝဲလာလဲရှော့ပင်းစင်တာတစ်ခုမှကျုံလို့ဝယ်လာတော့မိမအော်ဒါနဲ့လေဟဲ့ဟိုနေ့ကနေငါဆိုင်မှာဝယ်သွားတဲ့ရေမိုးတွေအဆင်ပြေရလားအဲ့အညောင်လေးငါအရင်ကြိုက်တာဟာတိလားအခုရောအဲ့ရေမိုးဆက်လာခဲ့လားရှင်လွတ်တော့စမကြောင့်တိလားမင်းဘာကိစ္စနဲ့လူကြီးကိုသွားပြောရတာလဲကွာမသိမင်းတို့တဲ့ကောင်ငါအိမ်လိုက်ဖောက်ပြတဲ့ကောင်ဖြစ်နေမိန်းမတယောက်ကိုချစ်ရတာကော်ဖီကွက်ထဲကြာသွားရင်ရက်ကန်နဲ့အဲ့ဒီခွက်ထဲမှာရှိတယ်ဒီလိုပဲပေါ့ဗျာကျွန်တော်လည်းထုတ်ချင်မှုနဲ့အောက်မှာပြေးချင်တယ်အဲ့ဒီတော့ရင်ကောင်းတဲ့ကောင်ပြန်တန်းကြည့်ဒီရောက်ကျွန်တော်ရအောင်ရှင်းမယ်ဗျာဟဲ့အချမ်းမလာအောင်မနေနဲ့မင်းကတတ်တော့တော့ဗျာတို့တားလို့မတော်ဘူးဒီနေ့ဟောတော့လိုက်ပါပါဒီနေ့ဒီအချိန်ထိကမေးပေါ်ဘယ်တော့မှမဖောက်ပြန်ခဲ့ပါဘူးမိမဆိုတာရက်ချက်ချင်းမဆောင်လိုက်ဘူးကျွန်တော်ကဘယ်တော့မှမရက်ချက်ချင်ဘူးအဲ့ဒီလိုရင်ချက်ချင်းမဆောင်လိုက်တဲ့ကလေးစိုးလေးတိမ်သွင်းဖို့ဆိုတာမင်းတို့တွေကလူပိုက်တွေလား
ပြောလို့အမှုပညာဆိုတာတန်ဖိုးဖြတ်လို့မရဘူးဆိုပေမဲ့မင်းတို့ရဲ့အမှုပညာငွေကြေးနဲ့အားပေးမဲ့ပရိသတ်မရှိဘူးမင်းတို့အမှုပညာဆိုတာလည်းတန်ဖိုးမရှိဘူးမှန်3သိန်း8တောင်တိုးတာ မဝင်နိုင်နဲ့မဝင်နိုင်တဲ့ပြည်သူတွေကိုဘာလို့ပြတ်ကြည့်အောင်ဆက်ကြည့်ရလဲဒီပုံစံကြည့်ရတာဒီဆိုင်ကကလစ်တစ်ချောင်းအောင်ဝင်နိုင်တဲ့ပုံပေါ့ ရောင်းတဲ့စိတ်ရှုံးဝင်မှုအခုဆိုင်ကိုလာတဲ့ customer ကအသက်ကြီးကြီးယောက်ျားသားတွေဘောစီတွေကြီးပဲကျမတို့အိမ်ကကိုကျမတို့ရဲ့ယူသုံးတဲ့အကောင့်ထဲပေါ်နေတာရှင်ပြောသလိုခန္ဓာကိုယ်ရောင်းစားတဲ့ထဲမှာကျမတို့မပါဘူးအိမ်မက်ဆိုတာရှောင်းဖို့ဟုတ်ရှင့်ကိုရဲ့အထောက်ပံ့ကိုရမှာကျမတို့အောင်မြင်မယ်ဆိုရင်တတ်နဲ့လဲပါ Everybody say this like an angel inside the boom of your little lying in my lonely me you move in the air I'm your angel they might get all down below you cold all of me they say မျိုးဟာငါဘဝရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးချစ်သူပါကွာ မင်းမောင်လို့ခေါ်ရတဲ့စားနေမင်းတိတ်ချစ်ပါတယ်လို့ပြောတဲ့စားနေ သူတို့နှစ်ယောက်ရဲ့အခြေအနေကလွန်လွန်ကျူးကျူးအောင်ဖြစ်ပြီးကြပြီ တို့ဘဝမှာမောင်သာတို့ရဲ့အချစ်ဆုံးမှာတခြားသူနဲ့တားတရမိတရရခဲ့ရင်တော့တို့နှလုံးသားထဲမှာမောင်ရှိနေမှာပါ ရုပ်ကိုဘယ်လိုခေါ်လိုက်လဲ ဘယ်လိုခေါ်လိုက်လို့လဲ မောင်းတယ် အာမဟုတ်ပါဘူးနားစားမနေမှာပါသူတို့နှစ်ယောက်မျိုးမျိုးမြင်ရဲ့အိတ်ခမ်းထဲမှာတိုင်ပင်နေတဲ့အတောင်မမကိုယ်တိုင်ကြားခဲ့တာ ဟာငိုချက်တယ်ကွာ လုံးနဲ့တူနဲ့ကြားတာမှာရှင်းစရာကိစ္စရှိလို့ပါအရှိတာဗောဗျ လက်ထပ်ဖို့ကိစ္စတွေအားလုံးမင်းဥဆောင်ပြီးတော့စီစဉ် မင်းမအားနေချက်တစ်ခုရှိတယ်အဲ့ဒါပါလေသိလား မုန်းလို့မရတာ မနေ့ကင်းလေးမှာတားရီရဖြူရင်းနေပြီမဲ့နေ့လေရောက်တော့ညိုပဲသွားတော့တာပဲဒါနေအောင်ကျနှဆိုင်စွာပျက်စီးစီလို့ပေါ့ SPF 30 ပေါင်နဲ့ Nivea Visible Radiant Serum အသစ် cream နဲ့မတူတဲ့ Visible Radiant Serum ကအတွင်းပိုင်းထိစိတ်ဝင်ပြီးအသားရည်ကိုတလွားချင်းဖြူဝင်လာစေပါတယ်တာရှိခံပြီးပလဲအောင်ဖြူဝင်တဲ့အသားရည်အတွက် SPF 30 ပေါင်နဲ့ Nivea Visible Radiant Serum အသစ်ပြောင်းစဘာလုပ်လဲ
ဒီက break ပေါက်နေတော့ဘေးပြုတ်နေဘာကြီးကြလဲ ဟေ့ဟောပရိပေါက်လို့ပြင်ရမှာဟိုဘက်ကမင်းဒီကအင်ဂျင်ဝိုင်လဲရမှာ ဟဲ့မင်းဒီနေ့တနေ့ကိုဘာတွေဖြစ်နေရလဲအခုနကနက်ဖြုတ်ကိုခွာတော့တယ်တလွဲလာပေးတယ်ဘာမှဖြစ်ပါဘူးကွာ ငါလည်းငါကဘာဖြစ်လို့ဖြစ်နေမှလည်းမသိဘူးကွာ ဟေ့အောင်သိပြီဒီကောင်ဟိုပို့ရင်ကောင်းမှတင်တယ်နော် ဘယ်လဲ စိတ်တစစေဦးဇန်မင်းမဘာအခက်ခဲကြီးရှိနေလဲငါတို့တငယ်ချင်းတွေပဲကွာမင်းရင်ဖွေးစရာရှိရင်မင်းငါတို့ဖွင့်လို့ရတယ်နော်ရ ရှိပါကွာဟဲ့ညုံမထားနဲ့ညုံထားရလို့လားပေါက်ပွဲတစားစီဖြစ်ကုန်တယ်ကွာမင်းစောစီရင်ဖွင့်လာအဲ့မင်းတို့တတ်တာပါလေ ဟုတ်တယ်ချုပ်တီးတာများတဲ့သူတွေကလေချစ်တီးပြစ်သွား ဟောလေချုပ်တီးရဗျာချစ်တီးဖြစ် အော်ဒီလိုကွာမင်းတို့ကလေဟိုအိမ်သာမရှိလို့ပဲဖြစ်ဖြစ်ကွာဟိုအခြေအနေအကြောင်းကြောင့်ဝင်းသွားခြင်းပါလေးရဲ့နဲ့ချုပ်တီးထားခဲ့မယ်ဆိုရင်ဟောတကယ်တမ်းဝင်းလဲသွားခြင်းချစ်တီးဖြစ်ပြီးတော့လေအမှမြက်ပြူးစံပြားကြီးစိုက်ကုန်အဲ့ဒါကိုပြောအာဒီချစ်တီးဆိုကြီးတယ်ဘောပါ မင်းတို့ကောင်ညင်ညစ်ပတ်ပတ်လေးကွာဟဲ့မင်းတို့ကဆရာကြည့်နေပြီနော်မင်းတို့လှုပ်လိုက်တော့ဟဲ့အင်ဂျင်ဝိုင်လဲမှာနော်အင်ဂျင်ဝိုင်ငါသိရဘာလို့မလဲဒုက္ခပါပဲဆရာလည်းကြောက်လိုက်တာဒုက္ခပါပဲ我当然了，我看到那种话了，我看到那种了，三天了嘛，我快，三了脚一条。三天了没？ဆရာညောင်းလိုက်ရတာနေရမ်းတော့ကြာပဲ ဘာဖြစ်လို့ဒါအလုပ်ပြန်နေကြချင်းမလဲဘာဖြစ်လို့လဲ မဟုတ်ဘူးအဖွားရမ်းဖျားနေလို့ အဖွားပြန်နေ ဟုတ်တယ် ဘလို့ဖြစ်တာလဲ ဟာဖျားပါဆိုကိုရီပူပြီးဖျားတာဗောအဖွားအရမ်းနဲ့ညီးနေတယ်လားအဖွားစိတ်ကပြတ်ပါဖြစ် ဒုက္ခဝါကိုရီတော့ဘူးရပဲ ဆရာဘာလို့လဲမျက်လုံးလေးအဖွားနေမကောင်းလေစိတ်ကပေါ်မယ်မျက်လုံး ပို့ပါမယ်ဟာပို့ပါမယ် အဲ့ဘာစဉ်းစားနေရလဲအဖွားဒီတော့ဖြစ်နေတဲ့ဥစ္စာလက်တော့မယ်လေ မဟုတ်ဘူးကအဖေစိတ်နှပို့တာတော့ဟုတ်ပြီငါမှရှိတဲ့ပတ်စံနဲ့ငါနှင်းချက်ဖို့အကုန်ဝယ်လိုက်တာငါမှလက်ထဲမှာတပြားမှမကြံတော့ဘူးဖြစ်နေတယ်ဟာ ဒုက္ခပါပဲလုံးမလဲ ရှာကြည့်လိုက်ပါဦးဟာခဏလေးနေပါဦး ခဏလေးဒီလောက်ကျော်လက်ဆွေယူတာဒါအောင်ရောင်းပါအခုလောလောဆယ်ပတ်စံရဖို့ရေးချင်ဒါမှဖောက်စိတ်ကပို့လို့ရမှာ ဖြစ်ပါဘူးဟာနေ့လက်စုကအဲ့လိုဒီဈေးကြီးငါယူစရာလား ဆန်လူတက်တယ်ပဲဘယ်ဟာရေးကြည့်ဦးမလဲကဲရောက်ပါယူထားပါယူထားလို့ပြောနေဒါအပေါ်တော့ဖြစ်နေအောင်တော့ကဲတော့လို့အရင်တော့မြန်သွားပါဆန်ဘာကတည်းကတော့ခေါ်နော် ညောင်စမ်းမင်းလုံးတော့တေချာလို့နော်မင်းကလူနဲ့စိတ်နဲ့ကတ်တာ အေးရောက်ထုတ်ပြီးသားရေနော်ပြန်တက်ပြီးတော့အားလုံးဒုက္ခရောက်ကုန်မှာ အဲ့တော့လည်းမဟုတ်ပါဘူးကွာမင်းတို့ကလည်းမင်းတို့ပြောရတယ်ငါခေါက်ကြောင်ဖြစ်နေ ဟာမင်းကြောင်တာမဟုတ်လားမင်းကောင်မလေးတယောက်ကိုမင်းကြိတ်ကြိုက်နေတာလေဟာအဲ့ဝေခံလိုက်တော့မင်းမျက်လုံးတွေကဖြစ်နေရဟာလေမင်းရင်ဘက်တွေကအကြောင်းပြနေရ ဇွတ်အတင်းကြီးပဲပြောနေတာပါလားဟမ် ညောင်စမ်းစီမလိုက်တဲ့ကားလိုပဲပေါ့စီမလိုက်လို့ရှိရင်ကားဆိုတဲ့အရာထိုးရက်သွားအဲ့လိုပဲလူတွေမှာလဲနှလုံးသားအလုံးမလုံးတော့ရင်လူတစ်ယောက်ကလေမင်းအချိန်မရွေးခန့်သွားတတ်တယ်နော် ဟိုတနေ့ကလို့တော့နော်ချစ်တီးတော့အဖြစ်မခံတဲ့ချစ်တီးဖြစ်လို့ကတော့နော်မေခံရခဲ့ပါဟမ် ဒီချစ်ကြီးကိစ္စပဲ ဟောဒါနဲ့စမ်းဟုတ်မေးဖို့နေကောင်းရယ် မကောင်းပါဘူးကွာမနေ့ကစိတ်ကပြတ်လိုက်ရသေး
တော်သေးရမကွာငါ့ကိုကယ်ရင်ရှင်တယောက်ကကယ်သွားလို့ငါဘိုင်ပြက်နေတာ ဒီကောင်းနေမင်းတို့လောလောအဆင်ပြေရလား ပြေးပါဆရာ အေးစမ်းမင်းဖွားနေမကောင်းဆို ဟုတ်တယ်ဆရာ ဩမင်းဖွားနေမကောင်းဆိုလည်းမင်းစောစီးပြန်မလားပတ်စံနေပါလို့ရှိရင်ငါချီလာခဲ့ငါရုံးမဲ့ဆောင်နေတယ်ဟုတ်ပြီလား ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာ အေး ဒီပြန်ငါတို့ဆက်လုပ်လိုက် အေးကွာဆိုငါသွားတော့မယ် အေးသွားရ ငါထုတ်လိုက်အောင် အေးဟုတ်ပြီအေး နေ့ညမှာမင်းတို့ကငါပို့လို့ပေးမယ်ကွာ အေးပါရောက်ပါကွာ အင်းကြီးလေးကလှလိုက်တာဒါပေါ်ပေါ်စတိုးကဘီစီကေတော့မဟုတ်ပါဘူးနော် PC ကတော့မဟုတ်ပါဘူးဟာနင်းရတယ်ဟိုမှာတစ်စိတ်တောင်ပါသေးရအကောင်းစားတွေကြီးပဲ8500တောင်ပေးရတာအာနင်းကိုပေးထားတဲ့ခရီးပြန်ဝယ်လာပြီးတာ ဘီစီကေတက်ဆိုင်တော့စိုးပါဘူးဒါမဲ့တခါတလေငါမျက်လုံးထဲမှာမြင်လာရရင်ဝစ်စားရထက်ဆိုင်တော့ဒါဘီစီကေစလောက်ပဲရှိပါတယ်မစိုးပါဘူး နင်းရတယ်လေပြောလိုက်ရင်မြင်တယ်မိုးပေါ်မှာကြီးပဲနေတော့လမ်းပေးပါ လမ်းဘေးမှာမဟုတ်ပါဘူးနေ့အိမ်ပေါ်မှာနေနေရအောင် ဒါနဲ့ပဲစီမှာအဖွားအိတ်နေရတာတတ်တာရလား တက်တာတယ်ဟီရေတော့မချိုးပါသေးဘူးဒါမှစော့တော့စော့နေပြီ ဟာလားတော်ပြီအောင် ဒါငါလည်းဆိုပဲ ဟုတ်တယ်နင်းလက်ဆောင်ငါပေါင်တာလေဒီနေ့တထေးစီကကြိုထိုးလို့ရရဲ့ပတ်စံနဲ့ပြန်ရွေးလာတာ နေရလေပြန်ရွေးစရာမလိုပါဘူးဒါငငါ့ကိုကဲတင်ထားတဲ့အတွက်ငါကျေးဇူးဆက်တယ်လို့ပဲသဘောထားပါလေ နင်းရဲ့စိတ်တွေကဖြူစင်တဲ့စိတ်ကိုငါသိပါတယ်ဟာဒါမဲ့ငါဒီလက်စွပ်ကိုအဆုံးရှုံးမခံချင်ဘူးအခုလိုနင်းလက်လေးမှာပဲလှလှပပဖြစ်နေရအောင်ငါနေချင်တယ် ဒါလည်းကြံလာပြီလား ဖွာ ဟဲ့ တက်တာရလားဖွာ ဟာတတ်တာတော့ပါပြီနေကောင်းပါလေဒါ ညာ ဖြူစင်တော့နေငင်လာသွားတယ် အော် ဟုတ်ပါအပွားနေမကောင်းတာကြားလို့လာမေးရတဲ့ ဟုတ်တယ်သူကအများကြီးလို့ပဲလာမင်းနေကြလေညီမလေးတရားလို့ပါပဲ သိပါရဲ့အဲ့လောက်ကြီးမျိုးမနေပါနဲ့ဒီကကားစိတ်ပုံမှာငါ့ကိုလည်းပြောသွားသေးရဲ့ဒီလားဒီမှာငါမနေတော့ဘူးထင်လို့တဲ့အခုချိန်ဒီမျက်နှာပြောင်တိုက်သေးတော့မဲလားတဲ့ အော်ဖြူစင်တယောက်ကလေကွာဘာတွေလျှောက်ပြောသွားမှန်းမသိပါဘူး ဒီလေဟောပဲဒီမာနဲ့ဖြူစင်တို့နှစ်ယောက်တည်းရံဖြစ်လိုက်ကြတာဖွာကြည့်ပြီးရသေးတယ်အမလေးပဲဒီမာလည်းလေဖြူစင်ကိုမီးလေးကိုကြိုက်လို့လားတဲ့ဖြူစင်ကလည်းဟောပဲဒီမာကိုမီးလေးကိုကြိုက်လို့လားတဲ့ဟောဖြူစင်ကတော့လေငါမကြိုက်ဘူးပဲဒီမာဆိုကြိုက်တယ် ဟုတ်လေဘုံရှုပ်ပြောနေရလဲ မလေးချက်နေတာညီတို့ပြောတဲ့အတိုင်းဖွာပြောတယ်ဗာဖြစ် အဲ့ဒါတကယ်ပဲလားရင်ထဲမှာရှိရတဲ့အတိုင်းပြောလိုက်တာ ဟာဘာလာမင်းနေရလဲဒါမြန်မာနိုင်ငံတော့ကိုရီးယားမဟုတ်ဘူးကောင်လေးဘက်ကချစ်တယ်လို့မပြောဘဲနဲ့ကောင်မလေးကချစ်တယ်လို့စပြောတဲ့နိုင်ငံလည်းမဟုတ်ဘူး အဲ့ဒါဆိုကောင်းလေးဘက်ကချစ်တယ်လို့ပြောရနော် ဟာဘာလာပြောတာလဲမသိဘူးအမလေး တော့ကြောက်ဘူးတွေ့ပြီပဲ တော့မတော့ပါဘူး
သမီးအမေဆိုလို့လား ရှင်မပေးတဲ့တင်ကြရခဲ့လို့ရှင်မရိုက်ခဲ့မှာစလို့ ဟာလားတင်ချာခဲ့လို့လားသမီး ခဲ့တယ် ကဲလားအစုံမတ်တွက်ပေးမယ်နော် ခဲ့လား တကယ် တက်လို့လား တက်တာပါသမီးရဲ့သမီးတို့တင်ချာလောက်ကတော့မတွက်က small ပဲနော်ကဲလားမတွက်ပေးမယ်လားဟုတ်မယ် အဲ့ဒီမှာဘာလုပ်လဲ အော်ဒီမှာလေဟိုကလေးတင်ချာမရဘူးဒီတင်နေနေ ကောင်းတာဗောဒီရက်ကွက်ထဲမှာရှိရတဲ့ချုပ်ကလေးရလေစင်းရတော့ကျူရှင်မတတ်နိုင်ဘူးပဲစီမဟုတ်တကယ်လို့များပန်းစီမအပန်းမကြည့်ဘူးဆိုရင်ဒီရက်ကတည်းကကလေးကိုအိမ်မှာကျူရှင်ဘောနဲ့တင်ပေးပါလား ဟုတ်တယ်မမစာပေကောင်းတယ်တော့တကယ်ကြီးရတိကြမှာလေ ကဲအားလုံးတောင်းဆိုနေကြဘယ်စီမမငြင်းလိုက် အေးမလေးအားလုံးကတောင်းဆိုနေကြပြီဆိုတော့လေအလဲကြမလို့ဆိုတော့ကားကြ3000ခံရတော့မှာပေါ့လေနော်တင်မယ်တင်မယ် တော်ပါသေးရဲ့ကွာ ဟုတ်စဘာဖြစ်တာလဲဘာဖြစ်ဝင်ပုံးတာလဲ ဘာမှမဖြစ်ပါဘူးပြင်းတော့တူတူကနေကစားတာ အာမဟုတ်ပါဘူးတခုခုမှဇန်လန့်သွားပြီးတော့ငါ့ကိုဆွဲခေါ်တာဘယ်လိုပြေးလိုက်လဲပြော တငယ်ချင်းအဲ့တငယ်ချင်းကလေတွေ့ရင်အရင်စကားပြောတာအရင်ညစ်ရှိတာမပြီးတော့ဘူးတနေ့ကုန်ထိုင်ပြီးစကားပြောရမှာအဲ့ဒါမတွေ့ချင်တော့သူ့ကိုရှောင်ပြီးတော့ဝင်ပုံးလိုက်တာဘာမှမဟုတ်ပါဘူးဒါမှဘိုက်စားလေခုတော့စား ဆရာနင်းနဲ့ပဲစီမနဲ့တကယ်ချစ်သူဖြစ်သွားပြီဆို ဟုတ်တယ်လေ ဟုတ်မှာပေါ့အိမ်ထဲနေရဆိုတော့လေ နေရလေဟာအနေနီးစက်တိုင်းနဲ့ချစ်သူမဖြစ်ပါဘူး ဟုတ်ပါတယ်ချစ်သူကနှစ်ပူးလာပြလဲလာတာ သူနဲ့ငါနဲ့ကစိတ်တူကိုတူတာအဖွားနဲ့သူနဲ့ကလည်းအဖော်ရတယ်အဖွားကလည်းသူ့သဘောကျတယ်ပြီးတော့သဘောလည်းတူတယ် ဆရာသူကအတိတ်မိနေရတယ်ခေလို့သူ့အတိတ်တွေကိုသူပြန်တတိယပြီးတော့ဘဝမှန်ကိုပြန်သွားမယ်ဆိုရင်ဘယ်လိုလုပ်မှာလဲ ငါအဲ့ကိစ္စကိုမေးတာရလောကကြီးမှာငါကြောက်ဆုံးတာငါအဲ့ဒီမေးကိုမေးပါမယ် အမှန်တရားကိုမြင်မိထားတယ်ဆိုတာဒီစကူနေလှည့်ဖြားနေရတယ်ပြီးတော့ဒါတွေကတကယ်မှမဟုတ်တာငါကတော့နင်တန်လက်ကိုရေးထင်နေရလို့ထင်တယ် ငါအတွက်တန်လဲမှမဖြစ်စေငါအတွက်ရှည်ပဲရှည်မှကြောက်ဆက်ရည် နင်ယူနေရပဲဆန်ငါကတော့အဆုံးကြရင်နင်ညစ်ရည်နဲ့လွမ်းကြံရည်ဖြစ်နေမှာပဲဆိုရင်လား ကံစီမနဲ့အတိုင်းပါ
ကန်တရားငေါ့အလွမ်းနဲ့အဆုံးသတ်ရမယ်ဆိုရင်လေအဲ့အဆုံးသတ်ကိုကြည်နဲ့ခံယူလိုက်မှာအခုငါပြောရဟောဒီလောကကြီးမှာအပျော်ဆုံးလူဟာငါပဲဖြစ်လိမ့်မဖြစ်စေဘာနဲ့နားလဲပါလဲဘာဖြစ်လို့လဲဆိုတော့ကင်ချင်မကလည်းငါ့ကိုလမ်းကျင်ပြီးခိုင်းနေလို့ပါဒါပေမဲ့နေ့ရဲ့အပြော်ရအဆုံးထိအထွန်းတီးပါစေလို့ငါဆုတောင်းမိခဲ့ပါတယ်ငါတော့ရမယ်ပြောရနော်နေငါအကြောင်းများသိနေလို့လားမသိပါဘူးငါနေအကြောင်းပါကိစ္စလည်းသိရပါမယ်ငါတခုတော့နေကိုမေးချင်တယ်နင်းစိတ်ထဲမှာနင်းထင်နေတယ်လို့မျိုးနင်းရအထေးသမီးတယောက်ဖြစ်နေမယ်နင်းရဲ့အတိတ်ကိုနင်းပြန်တတိရသွားမယ်အဲ့ခါကျရင်နင်းဘွားကိုနင်းပြန်သွားမှာလားအဲ့တော့ငါမပြောတတ်ဘူးနာနာပြောရင်တော့ငါဘယ်သူပဲဝါဆိုတာသိချင်တယ်အဲ့ဘွားကိုလည်းပြန်ရောက်ချင်တယ်ဒါပေမဲ့ဆက်ပြောလေဒါမဲ့ငါပဲစီမဘွားလေးပြောတယ်နေနဲ့ဘွားလေးဟာ
ငါတို့တော့ဘုံမပြတ်နိုင်တဲ့သူတွေပါပဲငါထင်တယ်ဟာငါဘွားမှာလေအခုလိုမျိုးချစ်ခင်ခင်ရင်းနှီးမနေခဲ့အောင်လို့ငါထင်တယ်အဲဒါကြောင့်မဖြစ်လဲအဲဒါကြောင့်ငါဘွားမှန်ပြန်သိရတာပြန်သွားရတာတဲ့မသိရမသွားရတာကိုကောင်းလိမ့်မယ်လို့ငါခံစားရတယ်ဘယ်စီမမင်းကစိတ်ချမ်းသာအောင်ပြောနေရတာမဟုတ်ပါဘူးလားဆေးမင်းစိတ်ချမ်းသာမယ်ဆိုလို့ရှိရင်ငါပြောရင်ပြောနေပါမလားငါတကယ်နေမှာပေါ့နေရငါရဖွားရပြီးတော့ငါစာတင်ပေးနေတဲ့ကလေးလေးတွေရ ကြံသေးရလေ ဘာကြံသေးရလဲ ဒီနဲ့ငါနဲ့မွေးလာမယ်ကလေးလေးမကောင်းမှလို့ဘာလဲလာပြောနေမှလည်းမသိဘူးခုချိန်မှာဘေးစီမဘွားလေးလားမချမ်းသာပြီမဲ့ငါတော်တော်လေးပင်ပုံလေးပါပဲဆရာနင်းဘွားအမှန်ကိုသိရတာနဲ့ငါနေအောင်ပြန်မပို့ဘူးဆိုတာသိရင်နင်းကမုန်းသွားမှာလားနင်းကိုချစ်တဲ့စိတ်နင်းကိုအဆုံးရှုံးမခံနိုင်တဲ့စိတ်အဲဒီအတားစိတ်တွေကြောင့်မှပဲစီမရဲ့ငါအတားသိကြည့်တာပဲနော်အလိုအတားချင်းနေသွားတယ်ဆိုတာလေငါနေကိုချစ်တဲ့ချစ်တွေကြောင့်မှပဲစီမရဲ့နေစိတ်လာဝယ်ရလား ဟုတ်တယ် အဖွားရောနေကောင်းရလား ကောင်းတယ် ဇန်ရောအလုပ်သွားလား ဖြစ်စေနင်တိုင်းမိဘကားနောက်ကိုလိုက်လာလားတခြားရောငါပြောစရာရှိသေးတယ် ဟုတ်တယ်ငါနဲ့ကိုပြောစရာရှိတယ်နင်းနဲ့ဇန်နဲ့ချစ်သူဖြစ်သွားပြီဆိုအဲ့ဒါလည်းအချင်းနဲ့ပါတယ် ကျေးဇူးတင်ပါတယ်နင်မြင်မရပါဘူး ဒါပေမဲ့တစ်ချိန်ကျရင်နေရာနေရဲ့အတိတ်တွေကိုပြန်သတိရပြီးတော့နေရာမှန်ကိုပြန်သွားမဲ့လူတစ်ယောက်ပဲအဲ့ဒီချိန်ကျရင်ရောဇန်ကိုထားသွားမှာလား အဲ့ဒါတော့ငါမသိတဲ့ຢာတစ်ခုပဲဒါမဲ့ငါပြောနိုင်တာငါဆန်းကိုချစ်တယ်ပြီးတော့ဆန်းကိုငါဘယ်တော့မှခွဲမသွားဘူး ဟုတ်ပြီလေနေစကားကိုနေဒီပါစေနေရုံဘီယူဆိုင်ပြီးချစ်ပေးခဲ့တဲ့ဇန်ကိုနေထားသွားဖို့တော့မကြိုးစားပါနဲ့အဲ့ဆိုတော့ငါနေကိုခွင့်မလို့ဘူး နေပြောချင်တာဒါပဲမလားငါနေကိုကျေးဇူးတင်ကြောင်းထပ်ပြောပါတယ်ဟိုငါကလေးတွေကိုစာတင်ရမှာမို့လို့ငါသွားရမယ်နော် ပတာလေဟိုမှာစိတ်မချလို့ဆရာမလိုက်ဖို့တော့ညမှာခါရဲကားရယ်စပိန်ရယ်အနေရရှိလို့ဟော မမေက
ပြောရဲပြန်မလေးကတိတ်ချဖို့ကောင်းတာပဲတဲ့အမေသမီးလေးဖြစ်တိတ်ကောင်းတာပဲအာကျေးဇူးတင်ပါတယ်လို့ပြောလိုက်နော်နေအောင်အိမ်ရောက်လို့ရှိရင်စားအောင်လုပ်ကြရလား တပါပါဆရာမ တကယ်တော့ဆောင်းမွဲကနားနီးနေပြီအစော့ပဲမှတ်မိကြတယ်ကြားလား ဟုတ်ကဲ့ဆရာမ စားလိုက်နော်ဟုတ်ပါတယ်နန်းသွင်းပြီမဟုတ် မဟုတ်ပါဘူး ဟာဟုတ်ပါတယ်ဗျာနန်းမနန်းအစ်စ်ကြီးပါ ဟာမဟုတ်ပါဘူးလို့ပြောနေရလေဘယ်နဲ့ဟုတ်ပါတယ်လဲကျမကနမ်းမဟုတ်ဘူးကျမနာမည်ပဲစီမ ပဲစီမ ဟုတ်တယ်ဆရာမနာမည်ပဲစီမ ခဏတူခေါ်ကြမယ် ပဲစီမဟာမားနေပြီနော်နန်းသွင်းမျိုးပါနန်းမနန်းအစ်စ်ကြီးပါဟောနာမည်ပဲတူနေတာလားလူပဲမှားနေတာလားမသိတော့ဘူး ဆရာထိုင်ပါဆရာအလုပ်ထဲမှာ accident ဖြစ်တယ်ဆိုလို့ဖြစ်ချင်းကျွန်တော်လိုက်လာအောင်လို့ပဲဘလို့လဲအချင်းနေ ပထမတော့ကျွန်တော်လက်ကျိုးသွားရလို့ထင်တာဆရာဒါပေမဲ့တေချာစစ်ကြည့်လိုက်တော့အယူအပ်သွားတာတဲ့အဲဒါကြောင့်ကျွန်တော်တေကိုဆေးစီးထားပါဆရာ ပြပြခမရတတ်တာတဲ့အထိကူပေါ့ကဲရော့ဒီမှာခမရဆေးကူတာဖို့စီရဒါနဲ့ခမရအလုပ်ကိစ္စဘာမှစိတ်မပူနဲ့နော်ကျွန်တော်လာစားလည်းမဖြတ်ဘူးခွင့်ရရှိရအောင်ကျွန်တော်လုပ်ပေးမယ် ကျေးဇူးတင်ပါတယ်ဆရာရဲ့ ကိုမဲ့သူ ဘာနဲ့လဲဆရာ ခမရတို့ရက်ကွက်ထဲမှာပဲစီမဆိုတဲ့ကောင်မလေးကိုခမရသိလားပြီးတော့ကလေးတွေကိုစာတင်တာလားပါလားတော့ကျွန်တော်အတိအကျတော့မသိဘူးဗျာ ။အော်ပဲစီပါလား။ဟိုကလေးတွေကိုကျူရှင်ပြပေးနေတဲ့ကောင်မလေးလေ သူ့နာမည်ပဲစီမှာပဲလားခမရသူ့အကြောင်းဘာတွေသိတာလဲ ။ तू ကရက်ွက်တွေကိုရောက်လာတာဦးကြောင်ကြောင်လေးနဲ့လေးဆရာ။သူ့ကိုခေါ်လာတဲ့ကောင်လေးကနာမည်မရှိလို့ဆိုပြီးတော့ပဲစီမာလို့ခေါ်တာ သူ့နာမည်ကတမင်နာမည်မရှိဘူးလား ။အဲ့တော့မသိဘူးဆရာရဲ့။ဟိုဇန်ဆိုတဲ့ကောင်လေးကလမ်းမှာတွေ့လို့သူ့ကိုတနာပြီးအိမ်ကိုခေါ်လာတယ်လို့ပြောတာပဲဆရာရဲ့ ဒါနဲ့ဗျာသူဒီရက်ကွက်ကိုရောက်တာဘယ်လောက်ရှိပြီလဲခင်ဗျားသိလား ။အလွန်ဆုံးရှိလာမှဆရာ6လလောက်တော့ရှိမယ်ဆရာ ဟုတ်ပြီအဲ့ဒါခင်ဗျားပြောတဲ့ဇန်ဆိုတဲ့လူနဲ့ကြုတ်လူချင်းတွေ့ကြတယ်နော်အဲ့ခင်ဗျားစီစဉ်မေး ။ဟုတ်ကဲ့ကျွန်တော်လုပ်ပေးပါမယ်ဆရာ ကဲတမန် ။ဟုတ်ကဲ့ဆရာ တော့ကျွန်တော်မြင်လို့ပြောပါဒီပါကျွန်တော်ကိုရလို့ဆက်ကိုဟိုးရတယ်ညကျွန်တော်နာမည်သိဟုတ်ပါတယ်ကျွန်တော်ကမမလေးနန်းသွင်းပြီလို့အိမ်မှာလှုပ်လို့ပို့ပါခင်ဗျာဩအဲ့ကြောင့်ခမ ्या ကျွန်တော်သိနေတာ哦ဒါဆိုခမ ्या အိမ်မှာတွေ့ရတဲ့ပဲစီမဆိုတာနန်းသွင်းပြီမှာဟုတ်မယ်တရက်ဗျာသူနဲ့ကျွန်တော်စကားများပြီးတော့သူကောက်တလက်ချမ်းမောင်းပြီးထွက်သွားတာဖြစ်ချင်တော့လူသူအရောက်ပေါက်နေတဲ့နေရာမှာကား accident ဖြစ်တယ်
တင်းတိတိချင်းပဲကျွန်တော်တို့လိုက်သွားတာဒါပေမဲ့ကားပဲတွေ့ရတယ်လူမတွေ့ရတော့ကျွန်တော်တို့လိုက်ရှာပါသေးတယ်ဗျာစားဆောင်လေးဂျာနယ်ထဲမှာကျွန်တော်ကြော်ညာတွေထည့်ပြီးလိုက်ရှာသေးတယ်လုံးဝရှာလို့မတူဘူးတိုက်တိုက်ဆန်ဆန်များခမားရင်ရောက်နေတာတော်သေးတာပေါ့ဒါနဲ့ခမားသူ့ကိုနမ်းမှန်းသိရတာနဲ့ဘာလို့အိမ်ပြန်မပို့တာမနိုင်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အတ္တကြောင့်မှကိုရတို့စားနားနဲ့မနာဖွားနဲ့နာပါဗျာကျွန်တော်မမလေးကိုစီမှာအလုပ်လုပ်တဲ့ဟိုပါကျွန်တော်မမလေးကိုတိတ်တခုချစ်ခဲ့တာပါဒါပေမဲ့မမလေးနဲ့ကျွန်တော်နဲ့ကမိုးနဲ့မြေကြီးလိုပါပဲအစင်တန်းချင်းနဲ့ကြွားတယ်အခြေအနေချင်းရတဲ့တခြားစီပါပဲအဲ့ဒါကြောင့်မမလေးအိမ်မှာဆက်ပြီးအလုံးမလုပ်ပဲကျွန်တော်အလုပ်ထွက်ခဲ့တာပါဒါမှတနေ့မှာမမျော်လင့်ပဲနဲ့ကျွန်တော်ရက်ွက်ထဲမှာမမလေးနဲ့တွေ့ခဲ့တယ်မမလေးကအတိတ်မိနေတယ်ကျွန်တော်မမလေးကိုပြောခေါ်သွားတယ်မမလေးကကျွန်တော်အဖေနဲ့အတူတူနေတယ်ကျွန်တော်မမလေးကိုပြန်ပို့ဖို့အချိန်ချင်းစဉ်းစားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မမလေးကိုချစ်တဲ့စိတ်ကြောင့်ကြာမီးမပို့နိုင်ခဲ့ဘူးနောက်တစ်ခုထပ်ပြီးအမှန်တိုင်းဝင်ခံရမယ်ဆိုရင်ကျွန်တော်နဲ့မမလေးချစ်သူတွေဖြစ်နေပါတယ်ဟဲ့ဒါဆိုမင်းကနန်းကို ခင်ဗျားဖြစ်တယ်တော့ကျွန်တော်မှအပြစ်ရှိရဆိုကျွန်တော်သိပါတယ်အဲ့လိုကြောင့်ခင်ဗျားကျွန်တော်ကြိုက်တဲ့အပြစ်ပေးပါကျွန်တော်ခံပါဒါပေမဲ့ခင်ဗျားကျွန်တော်တခုပဲကျွန်တော်ချစ်ပေးပါကျွန်တော်နန်းပေါ်မှာဒီနေ့ဒီကျွန်တော်ဟာဟဲ့နန်းနဲ့ငါလက်ထပ်မယ်ဆိုမင်းသိရသားနဲ့ကွာမဖြစ်ဘူးနန်းကိုတွေ့မှာတော့ငါမရရအောင်ခေါ်မှာပဲဟဲ့မင်းငါနဲ့လိုက်ခဲ့ခင်ဗျားနန်းကိုပြန်ခေါ်ချင်တယ်ဆိုရင်ကျွန်တော်မမတောင်းတယ်ရှိဒါပေမဲ့ကျွန်တော်ရှိနေရဆိုရင်နန်းခင်ဗျားနဲ့ပြန်လိုက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်မရှိရဲ့အခြေအနေမျိုးမှာခင်ဗျားနန်းတော့ကိုမမမေးဘူးမမလေးတရားကြည့်ပါမမလေးဘာပါဆိုလေမမလေးမမတ်မိတော့ဘူးလားမမလေးဒုံမုံလေကျမကမှတ်မိတယ်မလားကျမဒုံမုံပါသူတို့ကတော့တမီးရဲ့မိသားစုဝင်တွေပေါ့ဦးတို့ရက်ွက်ရုံမှာလာပြီးတော့သတင်းစာကြောညာရယ်တကောင်စင်းရယ်ဓာတ်ပုံရယ်ပြပြီးတော့အခုတမီးကိုပြန်လာခေါ်ဖို့လုပ်တာပဲရှင်ကျမကိုပြန်လာခေါ်ကြတာသူတို့တွေကဘာဖြစ်လို့ပြန်ခေါ်ရမှာလဲပဲစီမှာကျွတ်တို့မြီးမှာဘာလို့ပြန်ခေါ်ရမှာလဲပြောနန်းကိုလုံးမမမိတော့ဘူးလားကွာကိုနန်းချစ်သူရတုဆက်လေဟာ
မသိဘူးကျမရှိဘူးမသိဘူးကျမရှိဘူးဟိုတစ်ခါလမ်းမှာတွေ့တယ်ပြောပြီးပြီလေကျမနာမည်နမ်းမဟုတ်ဘူးကျမပဲစီမှာလို့ပြောပြီးပြီလေဟုတ်တယ်နားမဟုတ်ဘူးသူ့နာမည်ကပဲစီမှာငါမီးဇံကိုလည်းပေးထားတဲ့နာမည် ဟာကျွန်တော်ဇန်နဲ့လည်းတွေ့ပြီးသွားပါပြီဗျာပဲစီမကိုပြန်ခေါ်ဖို့သူကလည်းသဘောတူပါတယ်ဘာဇန်ကသဘောတူတယ်ဟာဘာလို့မို့သဘောတူရမှာလဲမဟုတ်တာလေရှင်းတော့ကျမမသိရှင်းတော့လားလိုက်တာတော့ကြတော့ကဲမသိဘူးနဲ့ရှင်တို့လာခေါ်မလဲသွားကြဥက္ကဋ္ဌတခြားတော့ဝင်ပြောပေးပါအောင်ဗျာဇန်ကတမီးကိုတနာလို့အိမ်မှာခေါ်ထားတာလေဘူးတို့ရက်ွက်ရုံမှာအစင်းလာတိုင်နေတရားဝင်အတိပေးပြီးပါလောဆယ်တမီးကအတိတ်မိတ်နေလို့သူတို့မသိပြင်မဲ့သူတို့ကတမီးရဲ့မိသားစုဝင်နေပါပဲအဲ့တော့တမီးပြန်လိုက်သွားလိုက်ပါအော်ဒုက္ခပါပဲ तू မသိဘူးမလိုက်ပါဘူးလို့ပြောနေမှာအသေးခေါ်ပြန်မထဲနိုင်ဘူးနန်းမဟာဆန်ရဲ့အရှင်သခင်မလေးပါကွာနန်းဒီအိမ်မှာဒီလိုနေရမယ့်ဘဝမဟုတ်ဘူးကွာကိုနဲ့ပြန်လိုက်ပြီးတော့စိတ်ကူးသားမှုခံလိုက်ပါကွာနော်နန်းနေပြန်ကောင်းလာလို့ရှိရင်လေနန်းအရာအားလုံးမှတ်မိလာမှာပါကွာနန်းမယုံဆိုလို့ရှိရင်ဒီဓာတ်ပုံလေးကြီးကြည့်ပါကွာညီမလေးကြည့်လိုက်ပါဦးဒါညီမလေးရဲ့ဓာတ်ပုံလေးပါကျမတဲ့ပုံလေးပဲဟုတ်ပါတယ်နန်းကိုတို့ကနန်းကိုလိန်ပြီးလာခေါ်တာမဟုတ်ပါဘူးကိုတို့လည်းပြန်လိုက်တယ်နော်ဟာမလိုက်ပါဘူးအဖေကျမဘယ်လိုလုပ်ရမလဲအဖေမလိုက်နဲ့ငါမင်းလေးစံပြန်လာနေမတွေ့ရင်တော့ယူတော့မှာပဲဖွာအဲ့လိုမလုပ်နဲ့လေသူမိသားစုဝင်တွေလာခေါ်တာပဲဖွာပြန်ထည့်ပေးလိုက်ပါလက်ခံထားမယ်ဆိုလို့ရှိရင်အဖွားကိုရဲရလာဖမ်းလိုက်မယ်ရှင်ကျမတို့ဖမ်းမယ်ကျမတို့ဖမ်းကမမလေးကြောက်လိုက်တာကြောက်ပါလေကိုလည်းလိုက်ခဲ့ပါကွာနော်ခဏနေကြပါဦးကျမစံတွေ့ပြရစီအောင်စံလိုက်သွားဆိုမှကျမလိုက်မယ်စံကမလိုက်နဲ့ဆိုရင်တော့နန်းကိုမင်းကိုလာခေါ်ဖို့ဇန်သဘောတူပြီးသားကွာမမလေးပြန်လိုက်ခဲ့ပါမမလေးရေနောက်ကြရင်ဇန်နဲ့ပြန်တွေ့ပေးမှာပါအဲ့ကျအားလုံးအဆင်ပြေသွားမှာမမလေးရေမမလေးကျောင်းမတို့ပြန်ရအောင်နော်လာပါဟုတ်ပြီဟောလာပါစိတ်မလာမလို့ဘာကြည့်ရပါမလဲလာမလို့ဘာကနာမလို့သိလာပါမမလေးလာတော့ဘုန်းတော်အောင်လားဘာစိတ်မလိုက်မသွားပါနဲ့လိုက်သွားပါနဲ့ဘာဒီမရဲ့ကြာလာတော့လိုက်မသွားပါနဲ့ဘာဒီမရဲ့ကြာလာကလိုက်သွားနဲ့လိုက်မသွားနဲ့မလေးခေါ်ပါပြန်တတိယလာမှာပါနော်တတိယလာမှာပါခုနကတော့ဆရာဝန်ပြောသွားသေးတယ်လေစိုးရင်စရာမရှိပါဘူးတဲ့ခေါင်းထီလို့ခဏတတိမိတ်သွားတော့ဒုက္ခများဒုက္ခတွေမျိုးစုံနဲ့ခံစားနေရတာတနာစရာကောင်းလိုက်တာမ
လေးတတိရလာပြီရလာပြီနန်းတတိရလာပြီလား နန်းမှာဖြစ်တာလေ နန်းချော်လဲပြီးတော့ခေါင်းတီးပြီးတတိနေပါလားကွာနန်းတတားရလားခေါင်းလေးအောင်နည်းနည်းမူးနေသေးတယ် ဟုတ်မှာပေါ့ခေါင်းတီးသွားတာဟုတ်ကွာဒါနဲ့ကိုဘယ်သူလဲဆိုတာမမှတ်မိဘူးကိုယူတို့ကလည်း ဟုတ်ပါပြီဒါဆို तू อ่ะဘာတူလဲ ဘာကြီးဆိုလေ ချိုးပါပြီ ဒါဆို तू อ่ะ တော်ကြီးမုံလေ တော်ကြီးမုံလည်းမပြီးတယ်တော့ ဘာရှောက်မင်းနေရလဲဒုက္ခပဲခေါင်းမူးခိုင်းဆိုတော့ဆင်းနေတယ် ကဲပါဟုတ်ပါပြီဒါဆိုရင်နားလိုက်တော့နော်သူတို့လက်ထရလေးပဲဒီမှာအတစ်ထွက်ပြေးလာတာအုံရနဲ့ဒီပြလဲသွားတယ်မြင်တယ်လဲသွားအမလေးဘွားတနာရကြပဲဒီမြဝချာပဲဒီမောရှာပဲဘွားတရီရအောင်ပဲပဲဒီမရဲ့ပဲဒီမပဲဒီကြောင့်တရီရဘွားတယောက်တည်းမနေတာဘူးသူ့တရီရတယ်တာရောစင်နဲ့တွဲနေပြီသူ့ရှာပြေးပါစီမဘယ်စီမောင်လာခေါ်သွားတဲ့သူတွေကသူ့ရဲ့အမျိုးလေးလေးအဖွားရဲ့ဒါပဲပဲဒီမှာဖွားလေးမပြန်မလာတော့ဘူးကွာ ဖွားပြောတယ်လို့ပဲ तू ကဧည့်သည်လေးအဖွားရဲ့တထေးသမီး မီးနဲ့ तू ကတထဲသမီးဆိုတော့ဖွားလေးလည်းဘယ်တော့မပြန်မလာတော့ဘူးလားမီးတွေဧည့်သည်ဆိုတာအချိန်တိုင်းပြန်ရမှာပဲလေအဖွားရဲ့ဘွားလာမင်းကြီးဆိုတာဘိုးဖို့မှာပဲနေမှာပေါ့အဖွားရဲ့ဘာလို့နေတော့ဘူးကွာ မီးလေးဘွားမငိုပါနဲ့မီးလေးဘာလို့ငိုနေတာလဲမီးလေးရဲ့မီးမမလေးကတတိယလာပြီးနောက်ပဲတော်တော်ပြောင်းလဲသွားတယ်ကွာတိမ်မွေလဲတိမ်မွေလာတယ်ရင်ကြီးလဲရင်ကြီးလာတယ်ကွာ ဟုတ်တယ်တော့အိမ်မော်တွေနဲ့ကျမအပေါ်ဆက်ဆံတာအရင်လိုမမမဟုတ်တော့ဘူး အေးကွာအဆိုးတွေကအကောင်းလို့ပြောရမလားတော့မသိဘူးကွာကားအက်ဆီဒန့်ဖြစ်တော့ဒုက္ခရောက်ပြီးအဆိုးဖြစ်ခဲ့ပြီမဲ့ဟိုမမလေးတတိယပြီးနောက်ပိုင်းမာနာမင်းသမီးလေးကအဖြူအောင်မင်းသမီးဖြစ်သွားတော့ရန်ဝန်းတာကြကောင်းတယ်ကွာ ဟုတ်တယ်တော့ဟုတ်တယ်မောင်ရတုဆက်ကိုကြည့်ရတာတော်တော်ပျော်နေပုံပဲဇက်မှုတော့တနာတယ်ကွာရှင်ဟုတ်တယ်လေသူမမလေးကိုကြိုက်နေလို့မမလေးမှန်သိရတဲ့နဲ့အင်ကိုပြန်မဖို့ပဲသူခေါ်ထားလိုက်တာလေကွာမမလေးနဲ့ဇန်เนี่ยဘလို့မှမဖြစ်နိုင်ပါဘူးတော့ဟုတ်တော့လေဟုတ်တာပဲလေဒါကြောင့်လေဇန်ကလက်လျှော့ပြီးတော့ရတုဆက်ပြန်ခေါ်တာကိုလက်ခံလိုက်တာပေါ့
ဒါပေမဲ့မမလေးကဇန်တော့အိမ်ရောက်ခဲ့တာကိုမှတ်မိနေတဲ့ပုံပဲနော်ကဲမင်းလုံးစားရက်ဆက်လို့မင်းလုံးစားလို့လဲမမလေးလျှော်ခိုင်းထားတဲ့အဝတ်တွေပါဒါဒီနေ့ပြန်လာနေအောင်ဝတ်တယ်နော်ဟုတ်ပါတယ်မမလေးကျေးဇူးတင်ပါတယ်လာကြမေးမေးစေရင်ငါပိုင်ထားတယ်အိမ်မပြောနိုင်ငါဒီမြတ်တဲ့ဒီမရှိတယ်ဒါဒီခံနေMami, you're lying, I'm being Susan Mingla Solome Chinkamo Nimpioni Mabeno Besima Nele Nimpwame on Nimpian Yotabi Sulo Nimpiomaba Machina Pai Besima Kanyo Chita Side down to lay Dream Mama Yapule Away Gangi me La me
တယ်အမြတ်တော့မရှာပါနဲ့ချစ်မိသမျှကိုတီးတော်ဖွဲ့သည်ငါဆိုညီတော်မေ ဦးဆိုင်ဘာလုပ်နေရလဲဒီမှာအဲ့လက်ကျက်ကဦးဆိုင်ကိုတွေ့ကျင်လို့တဲ့အဲ့ကြောင့်မလို့တမကလိုက်ဖို့ပေးရမမလေးမပါပဲစီမလေးကျမချစ်လာပဲစီမစတိုင်လေ ခဏလေးနေပါဦးဒီကိုဘယ်လိုလုပ်ပြီးရောက်လာလဲဒီနေ့ကမင်္ဂလာအခမ်းအနားအတွက်ပြင်ဆင်ရမှာမဟုတ်ဘူးလား ဟုတ်တာပဲစီမကအချစ်ရှိရရက်စီကို1500ဒီဂရီတိန်းစားပြီးရောက်လာတာရှင့်ပဲစီမကနန်းဘွားမယ်ကိုပြန်ရောက်သွားပြီမယ်ပဲစီမရဲ့နှလုံးသားနှလုံးသားမှာပြန်ဖြစ်သွားတာပြီးတော့ပဲစီမဘွားလေးကိုလည်းအတိတ်မှာပြန်မပြေးသွားတာ ဒါဆိုကိုနဲ့ပဲစီမနဲ့ဟာချစ်သူတွေပဲပေါ့ဘာတာလိုက်ကြပဲစီမလေး